အားလုံးပဲမင်္ဂလာပါအခုအဓိကပြောဆိုခြင်းနဲ့အချက်ကလေးတွေကိုအန်တီတင်ပြသွားမှာဖြစ်ပါတယ်အခုအန်တီတို့ဗမာပြည်ကြီးကဘယ်လိုကောမလဲတဘာဝကဆိုငလင်းတန်းကိုခံစားနေရတာပေါ့နော်ဆိုတော့အန်တီအနေနဲ့လည်းချက်ချင်းသွားပြီးလှုပ်ချင်ပါတယ်သွားပြီးတော့ပံ့ပိုးခြင်းနဲ့ထူထောင်ရေးတွေလှုပ်ချင်တယ်ဒါပေမဲ့အန်တီတို့အခုချိန်မှာအန်တီတို့စောစောစီးသွားမယ်ဆိုရင်ကဲဆယ်ရေးကလည်းအဓိကအရေးကြီးနေတယ်လေအဲ့တော့ကဲဆယ်ရေးကိုလုပ်နေတဲ့အခါမှာအန်တီတို့ကထူထောင်ရေးအတွက်ကိုပြင်ဆင်နေရတာပေါ့နော်ဆိုတော့အခုအန်တီကလည်းယူရီးယားနိုင်ငံမှာသွားကိစ္စနဲ့လာလို့တော့သွားကိစ္စနဲ့အန်တီ9ရက်နေ့ပြန်ပြီးတာနဲ့တပြိုင်နက်10ရက်17ရက်နေ့မှာအန်တီရှင်ပြုအလှူလေးတစ်ခုရှိရဲချို့တဲ့လူတွေလုပ်ပေးမယ်လုပ်ပေးပြီးရနဲ့အန်တီ73 14 15မှာအန်တီတကယ်ဟိုပေါ့နော်ဒုက္ခကိုဘေးဒုက္ခတွေကိုခံစားပြီးတော့ပစ္စည်းယိုယွင်းနေတဲ့နေရာတွေကိုအတော့မှဖြစ်ပါတယ်အခုကအန်တီရဲ့အဓိကနေရာ3ခုဟိုအန်တီအဓိကအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်ထူထောင်ရေးလုပ်ငန်းမှာဆိုတော့နံပါတ်1ကတော့စိန်ပန်းမန္တလေးကစိန်ပန်းကိုအဓိကသွားပါမယ်စိန်ပန်းအတွက်ကိုအဒီအိမ်တွေပြန်ပြီးစောက်ပြီးမယ်ထူထောင်ရေးလုပ်ငန်းတွေလုပ်ပြီးမယ်နေအိမ်ကအဓိကဖြစ်တဲ့အတွက်အိမ်တွေအတွက်ကိုစောက်လို့ရေးအတွက်ကိုအဓိကပံ့ပိုးပေးပါမယ်ဆိုတော့အိမ်တွေဖြစ်မြောက်ရေးအတွက်အဒီထူထောင်ရေးလုပ်ငန်းကိုလုပ်မှာဖြစ်ပါတယ်စိန်ပန်းမှာလည်းအဒီ3000မှန်းထားပါတယ်ဆိုတော့အခုဒုတိယအနေကတော့အမေရပူရာကိုကိုယ်တိုင်သွားပါမယ်အမေရပူရာရဲ့ပျက်စီးနေတဲ့အဆောက်အဦတွေပါတွေကိုအဒီတို့ထူထောင်ရေးအနေနဲ့3000အဒီလူမှာဖြစ်ပါတယ်နံပါတ်3အနေနဲ့အဒီအမျိုးသားရဲ့မွေးရပေါ့နော်မွေးရဇာတိမြေဖြစ်တဲ့ပြင်မနာကိုသွားပါမယ်ပြင်မနာမှာအတွက်ပြင်မနာမျိုးရတယ်တော်တော်ပျက်စီးသွားတယ်လို့သိရပါတယ်ဆိုတော့အဒီအမျိုးသားရဲ့ပြင်မနာဇာတိမြေကိုလည်းသွားပြီးတော့3000အခုရထားတာပေါ့နော်တကယ်လည်းအဲ့3000နဲ့အတီးစပြီးတော့တူဆောင်ရေးလုပ်ငန်းကိုလုပ်ပါမယ်အရင်တော့အန်တီပထမအချိန်3000ဆိုတာရထားပေမဲ့အခုက3000ဖြစ်သွားပါတယ်အဲ့တော့အန်တီတို့မိသားစု ET family အနေနဲ့ကတော့ဒီအန်တီတို့သွားပြီးတော့တကယ်ဖြစ်တဲ့နေရာတွေမှာထူထောင်ရေးတွေလုပ်ပြီးတော့အိမ်ကြီးတွေကိုစောက်လုပ်ပေးမယ်ပြီးတော့အရိတ်တွေဖြစ်ဖို့ပေါ့နော်အဓိကနားခိုရအရိတ်တွေကိုအန်တီပံ့ပိုးပေးကြပါတယ်ထူထောင်ရေးလုပ်ငန်းတွေကိုအဓိကလုပ်ပြီးတော့အဒီခွန်အားလည်းပေးခြင်းနဲ့ခံစားနေရတဲ့လူတွေကိုလည်းအင်အားတွေပေးခြင်းနဲ့ပြီးတော့အန်ဒီတို့ဘယ်လိုခေါ်မလဲဝမ်းသာစရာကောင်းမှာတော့ဒုက္ခရောက်တဲ့လူအခုအန်ဒီတို့ဗမာပြည်ကဝိုင်းဝန်းပြီးကူညီကြတယ်လေဆိုတော့ကယ်ဆယ်ရေးတွေလုပ်ကြတယ်ပြီးတော့လိုအပ်တာတွေဖြည့်ဆည်းပေးရတယ်အကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဒီလိုဝိုင်းဝန်းရံတဲ့အတဲမှာအန်ဒီအနေနဲ့ကတော့အခုကြံ့ကြပါမယ်အန်တီတော့စုံစမ်းတဲ့အန်တီဆက်ပြီးဟိုစစ်စုံစမ်းလိုက်တဲ့အခါမှာအခုကကယ်ဆယ်ရေးကအရေးကြီးနေတယ်ဆိုအန်တီနည်းနည်းလေးတက်ဟိုခဏရထားတဲ့သဘောပေါ့ဒါပေမဲ့73ရက်နေ့ကစပြီးအန်တီစပြီးအကောင့်ထဲပေါ်တော့မှဖြစ်ပါတယ်အဲ့ဒါလေးကိုအတိပေးရင်းနဲ့အန်တီရဲ့ကုသိုလ်လေး3000ထူမဲ့အကြောင်းကိုပြောကြရင်းနဲ့အားလုံးကိုကုသိုလ်မျှဝေပေးလိုက်ပါတယ်ရှင်